အားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်တို့ရဲ့ Shadow Age အမောင်းမတန်းများ Audio Book Channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့ထက်လန်းဆရာကြီးဦးကန်ကောင်းတဲ့ညောင်ထောင်ရွာကတွေးဆုံးမဆိုတဲ့ဇာတ်လမ်းလေးကိုကျွန်တော်ပြန်လည်တင်ဆက်တော့မှာဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့ပုံမှန်စီစဉ်တင်ဆက်သူ C2 ဟိမင်းဖြစ်ပါတယ်ခင်ဗျာကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လေးပြုလုပ်ထားပေးဖို့အထူးတောင်းဆိုပါရစေခင်ဗျာညနေဆောင်နေလုံးနေနေကြီးဟာအညာမြေရဲ့ထနှောင်းပင်တန်းနေနောက်ွယ်မှာငုတ်ရှိုးပြောက်ွယ်လူနေပါဖြစ်နေခဲ့ပါတယ်လေလူထဲမှာလည်းဖုံမုံတွေနဲ့အတူ6တွေ့အကွဲနေတဲ့မြေစီလွာနန့်တွေပြန့်နှံ့လို့နေပါတယ်အဲ့ဒီအချိန်မှာတော့အညာဒေတာရဲ့ကြေးရွာတွေဟာတိတ်ဆိတ်လွန်းလွန်းတီးရွက်ကြွေတံကိုတော့ကြားရလောက်တဲ့အထိပါပဲဒီလိုတိတ်ဆိတ်မှုမျိုးကိုဖြိုခွင်းပြီးလမ်းတောင်တနေရာကနေလူတယောက်တုတ်တီးတုတ်ပြာပြေးလို့လာခဲ့ပါတယ်သူ့ရဲ့ပခုံးပေါ်မှာတော့လွယ်အနီနွမ်းနွမ်းတစ်လုံးရဲ့လက်ထဲမှာတော့တောင်မွေးတစ်ချောင်းရဲ့သူကတော့ရှားသူမဟုတ်ပါဘူးအညာတစ်ခွင်မှာဗရလောကကုထုံးတွေအမောင်ပယောကစိတ်ကုပေးရင်လဲ့လေတွာလာနေတဲ့အထက်လန်းဆရာကြီးဦးကန်ကောင်းမင်းဖြစ်ပါတယ်ခင်ဗျာရှိတ်ဦးကောင်းဟာကဲပေါင်းဗျာကဲပေါင်းဆရာကြီးကျွန်တော်မင်းမောကဲပါအောင်ဗျာဟာဖြည်းဖြည်းပြောစမ်းပါမောင်လားမောင်ရဲ့မင်းအတက်ရှိလေးရှူပါဦးဘာကြီးတလောက်လန့်ပြက်နေတာတော့ကွာငါ့ကိုပြောစမ်းပါဆရာကျွန်တော်မိမမအောင်ဗျာပြီးခဲ့တဲ့တောင်းရကစာကြီးမှာထူးဆန်းနေလို့ဆရာကြီးဟိုနေဘက်ဆိုရင်လည်းအခန်းထဲမှာအမောင်ကြီးကြာကြီးမှာကိုဝုံကွာကြီးနေဗျာခေါင်းကြီးငုံပြီးထိုင်နေတာညဘက်တကောင်ရင်ကြော်ရင်လည်းလေတူမတန်ကြီးကကျွန်တော်တီးရဲ့အတန်လည်းမဟုတ်ဘူးတဟားနဲ့အော်ကြီးနေတာပြီးတော့လေဟိုအသားစိမ်း၅စိမ်းတွေကိုလေအလူရဲ့ကြိုက်စားနေတာဆရာကြီးကကျွန်တော်တွားဆွဲတော့လေကျွန်တော်လက်ကိုတွေးထွန်းအောင်တကုံကြိုက်တယ်ဗျာပြီးမအောင်ရဲ့မျက်လုံးကလည်းဆရာကြီးလူမျက်လုံးမဟုတ်တော့ဘူးဆရာကြီးနီရဲနေတာဦးကန်ကောင်းဟာကိုလမောင်ရဲ့စကားတွေကိုနားထောင်ရင်မျက်လုံးနှစ်ဖက်ကိုတွန်းလိုက်ပါတော့တယ်ပြီးတော့လွယ်အိတ်တဲကနေကျင်းနီပစံပြားလေးတစ်ပြားကိုထုတ်လိုက်ပြီးမြေကြီးပေါ်ကိုချလိုက်ပါတော့တယ်အဲ့ဒီပစံပြားလေးကတော့မြေကြီးပေါ်ကျတာနဲ့အက်ကွဲထွားတဲ့အိုးချမ်းပဲ့လိုမျိုးနှစ်ချမ်းကွဲထွက်သွားပါတော့တယ်ဒါမှပြောကတော့မဟုတ်ဘူးကွာတွေးညင်တဲ့နေလေထဲမှာစောစောတဲ့ရတယ်ငါရနေတာငါရိတ်တော့ရိတ်မိတယ်မောင်လားမောင်ရဲ့မင်းတို့ဒါနဲ့အောင်မင်းတို့ရွာညောင်ထောင်ရွာမဟုတ်လားဟုတ်ပါတယ်ဆရာကြီးကောင်းပြီတွားကြစို့နေဦးကွာမတွားခင်ငါရဲ့တက်စာကြောပွဲနဲ့အင်းတက်တာလေးတော့ငါအစင်းနဲ့ပြင်လိုက်အောင်မယ်ခဏလေးစောင်းကဲရပြီမောင်လားမောင်ငါ့ကိုလမ်းပြပါအောင်ကွာညောင်ထောင်ရွာကိုရောက်ခါနေလေတူးဟာပုံမလေးလံပြီးအေးဆက်လာလေးပါပဲအညာဒေတာရဲ့ညူရန်ဟာပူအိုက်စိတ်နေကြဖြစ်ပင်မယ်ဒီရွာအနီးတစ်ဝိုက်မှာတော့ဆိုစွတ်ပြီးညီဆို့အနံ့ဆိုးကြီးတစ်ခုဟာနှာခေါင်းထဲကိုအတင်းတိုးဝင်လာပါတော့တယ်လမ်းဘေးဝဲရာကတရက်ပင်တွေထနှောင်းပင်တွေဟာလည်းတီဆုံးနေလို့ရှိပါတယ်လက်တဲမဲကြီးတွေလိုမျိုးကောင်းကင်ရံကိုလည်းဖြာထွက်လျက်ပေါ့ရွာထိပ်ကိုရောက်တဲ့အခါမှာတော့ရွာဦးညောင်မင်းကြီးရဲ့အကိုင်းခက်တွေကြားကနေလေတိုက်လို့လောက်ခံနေရဲ့အတန်ဟာလည်းလူတယောက်ရှိုက်ကြီးတငင်ငိုကြွေးနေရဲ့အတန်နဲ့တူလာပါတယ်ဆရာကြီးကြားလာအဲ့မအောင်ရဲ့အတန်ဗျသူအိမ်ကနေអော်နေပြီတင်တယ်ဆရာကြီးစိတ်ကိုခိုင်းထားစမ်းပါမောင်လားမောင်ရဲ့ငါရဲ့နောက်ကနေပဲကက်လိုက်ခဲ့ဘာတမ်းမင်းကြာဘဒူဝဲလန်းကိုလဲမကြည့်နဲ့ဟုတ်ပြီလားအိမ်ထဲကိုလမ်းဝင်လိုက်တာနဲ့အုံးစီနတ်နဲ့တွေးပုံနံပေါင်းဆက်ထားတဲ့အနံ့ဆိုးကြီးထွက်ပေါ်လာခဲ့ပါတယ်အသက်ရှူကြက်မတက်ဖြစ်သွားတဲ့အတွက်ကြောင့်ဆရာကြီးဦးကန်ကောင်းမှာတော့တူ၏နှာခေါင်းများကိုလက်နဲ့ပိတ်လိုက်ရတဲ့အဆင့်ပါပဲအိမ်ကြီးအလဲကမ်းမှာတော့ရေနံစီမီးခွက်ကလေးတစ်လုံးကိုထွန်းထားခဲ့ပါတယ်ထိုမီးခွက်လေးမှာမိတ်တုံတောက်လောင်နေလျက်ရှိပါတယ်မီးခွက်ရဲ့အလင်းရောင်အောက်မှာတော့မိမတဦးဟာကရင်ကြီးရဲ့ခြေရင်းမှာရှိပြီးမှညစ်ပတ်ပေးရင်နေတဲ့ကျမ်းပြင်ပေါ်မှာပဲကုန်းကြီးကွက်နဲ့ထိုင်နေပါတယ်ဒုမရဲ့ရှေ့မှာတော့တွေးတွေရွှဲနေတဲ့ကြက်ဦးအစိမ်းကြီးကိုလက်နှစ်ဖက်နဲ့ဆွဲဖြဲပြီးပါဇက်ထဲကိုအငမ်းမရတွတ်တွင်းနေပါတော့တယ်ခင်ဗျာအောင်လန်စရာနေထွက်ရာ
မဟာတာကြီးဘယ်ကအမောင်ပြောကလဲအခုချက်ချင်းထွက်သွားစမ်းကန်ကောင်းမင်းကငေါ့မောင်းထုတ်ချင်တာလားကွာမင်းရဲ့ပညာနဲ့ငေါ့နိုင်မယ်ထင်နေသလားမအောင်ရဲ့မျက်လုံးတွေဟာအဖြူသားမရှိတော့ပဲတွေးရောင်လွမ်းနေတဲ့အနီရဲရဲကြီးတွေဖြစ်နေပါတော့တယ်ခင်ဗျာဒုမရဲ့ပါဇက်အနီးတစ်ဝိုက်မှာလဲကြက်တွေးတွေနဲ့ပေကြံနေပြီးနှာခေါင်းကနေတွေးပုတ်ရည်တွေစီးကြလို့နေပါတော့တယ်ဒုမကလည်းကျမ်းပြင်ပေါ်မှာလေးဘက်ထောက်ပြီးဥကန်ကောင်းစီကိုတရွတ်တိုက်တိုးကက်လာပါတော့တယ်ခင်ဗျာအော်မြာကြီးမင်းကလူဘဝတုန်းကလည်းစုံးပညာနဲ့လူသားတွေကိုနှိပ်စက်တယ်ဟမ်အခုတေတော်တော့လည်းအဝေစီကိုမလားပဲနဲ့တွေးဆုံးဘဝနဲ့ရွာကိုလာပြီးမှဖြက်စီးနေတော့မယ်ဟမ်ငါရှိမှတော့မင်းရဲ့အောက်လန်းပညာတွေကိုပြရဲမှာမဟုတ်ဘူးကွာတေစမ်းကောင်မင်းလည်းငါရဲ့တွေးတောက်ဖက်ဖြစ်ရမယ်တွေးဆုံးမှပူးကတ်ထားတဲ့မအောင်ဟာလေးဘက်ထောက်ရာကနေလေတဲကိုဝုန်းကနေဆိုပြီးခုံတက်ကဥကန်ကောင်းရဲ့လေပင်ကိုဆွဲညစ်ဖို့ပြေးလာပါတော့တယ်ဒုမရဲ့လက်တဲတွေကလည်းမဲနဲ့ပြီးချွန်ထက်နေတဲ့တန်ချွန်တွေလိုပါပဲခင်ဗျာနမောတတဘဂဝတောအရဟတောဓမ္မံဓမ္မုတတအင်းပြနဲ့မအောင်ရဲ့နဖူးထိသွားတဲ့အချိန်မှာတော့ဖြတ်ကနေမီးပွားတွေလွတ်ဆင်သွားပြီးအတားညော်နှံ့ကြီးထွက်ပေါ်လာပါတော့တယ်တွေးဆုံးမှလည်းနောက်ကိုလွန့်စင်သွားပြီးကျမ်းပြင်ပေါ်မှာတလူးတလိမ့်လိမ့်နဲ့အော်ဟစ်ငိုယွနေပါတော့တယ်အာပူတယ်ပူလိုက်လားအမေမြကြီးကဲပါအောင်စိတ်ကျမမတက်ပါနဲ့တော့ငါမင်းကိုမတက်ဘူးမမြကြီးဒါပေမဲ့မင်းကိုဘသူခိုင်းစီချက်နဲ့ဒီရွာကိုလာပြီးပြုတ်စားနေလဲဆိုတာအမှန်တိုင်းပြောငါဘယ်သူမှခိုင်းတာမဟုတ်ပါဘူးငါကိုယ်တိုင်ဒီရွာတွေ့တောက်ရှင်လို့ပါဒါပေမဲ့မင်းနောက်ကျသွားပြီကန်ကောင်းရညောင်ထောင်ရွာရဲ့မြေအောက်မှာငါရဲ့အသားနဲ့တွေးတွေကိုမြုပ်ထားပြီးပြီအဲ့ဒီရွာတကောင်ရံမှာကြာရင်ရွာထဲကလူတွေအားလုံးတွေးအံပြီးတော့တေကြလိမ့်မယ်တွေးဆုံးမဟာအဲ့ဒီစကားကိုပြောပြီးတာနဲ့မအောင်ရဲ့ကိုယ်ထဲကနေတွေးရည်ကြီးတွေကိုအန်ထုတ်ပြီးမှတတိလက်လဲကျသွားပါတော့တယ်ဒါပေမဲ့ဇလန်းလေးကတော့ဒီမှာတည်းမပြီးသွားပါဘူးတကယ်ကြောက်မက်ဖွယ်ကောင်းတဲ့ဖြစ်ရက်ကတော့အခုမှစတင်မှာဖြစ်ပါတယ်ရွာပြင်ဘက်မှာခွေးတွေဟာအုပ်စုလိုက်ဖွဲ့ပြီးမှအော်မြင်နေဦးနေကြပါတယ်အဲ့ဒီဦးတန်တွေကလည်းတာမန်ခွေးဦးတန်နဲ့မတူဘဲနဲ့တီမင်းရဲ့တကားဝါကိုခောက်နေတဲ့အတန်တွေလိုပါပဲခင်ဗျာစေးကြလားအပြင်မှာလူတွေអော်နေကြတယ်ဗျဟိုကျွန်တော်အမေတို့ကျွန်တော်ညီတို့ဘာဖြစ်ကုန်လဲမသိဘူးဆရာကြီးရဲ့မမကြီးရဲ့တူရဲ့တွေးရင်းတွေကိုရွာရဲ့အချက်ချာကြားနေမှာမြုပ်ထားခဲ့တာပဲဟာငါအင်းခွက်တွေမဖြက်စည်းနိုင်ဒီရွာလူတွေမနေ့ကနေထွက်တာတော့မြင်ရတော့မဟုတ်ဘူးကွာဥကန်ကောင်းဟာတူရဲ့လွယ်အိတ်တဲဟာတဲဖြူတွေကိုထုတ်ပြီးမှအိမ်ရဲ့ပက်လေးကိုကျဲပက်လိုက်ပါတော့တယ်ပြီးတော့တောင်ဝေးကိုတင်းဆုပ်ကန်ပြီးမှအိမ်ပြင်ကိုလမ်းထွက်လာပါတော့တယ်ခင်ဗျာအပြင်မှာတော့ကောင်းကင်ရံကလမင်းကြီးဟာတွေးအောင်လိုမျိုးနေရဲရဲကြီးဖြစ်ပြီးရွာလမ်းမထက်မှာဖြူဖြော့မျက်လုံးမရှိတဲ့အဝတ်ဖြူဝတ်ထားတဲ့အရိပ်ဆိုးတွေဟာများစွာရွေလျားနေပါတော့တယ်။ဦးကန်ကောင်းတို့ရှိရာအိမ်စီကိုလည်းတဖြည်းဖြည်းရွှေ့ကန်လာပါတော့တယ်။တွေးဆုံးမမြကြီးမြုံနှံထားတဲ့တွေးအင်းနေအောင်ဗမာရှိနေရလေ။ဦးကန်ကောင်းတယောက်ညောင်ထောင်ရွာသားတွေကိုတိမ်မင်းလက်ကနေရောကဲတင်နိုင်ပါမလား။တွေးဆုံးမရဲ့နောက်ွယ်ကနေကျိုးကင်နေတဲ့အောက်လန်းကရောဘသူဖြစ်မလဲ။ဒီအကြောင်းလေးကိုတော့ထက်လန်းဆရာကြီးဦးကန်ကောင်းနဲ့ညောင်ထောင်ရွာကတွေးဆုံးမအပိုင်းနဲ့မှာဆက်လက်ခန်းစားနားဆင်ပေးကြပါအောင်ခင်ဗျာညောင်ထောင်ရွာရဲ့ကောင်းကင်ရံထက်မှာတော့တွေးအောင်လွမ်းနေတဲ့လာမင်းကြီးအပြင်အေးဆက်ဆန်းနဲ့ဂယုနာကင်းမဲ့စွာဝင်းပါလျက်ရှိနေပါတယ်အိမ်ပြန်ပဝန်းကျင်တစ်ခုလုံးမှာလဲတွေးပုတ်စော်ညီနှံ့နေတွေးညီနှံ့နေဟာနှာခေါင်းမခံလိုက်နှာခေါင်းတွင်းတို့မခံနိုင်တော့တဲ့အထိပြင်းထန်လာပါတယ်။ဦးကန်ကောင်းဟာလည်းအိမ်တကားကနေရွာလမ်းမကြီးစီတို့လှမ်းကြည့်လိုက်ပါတယ်။
မြင်းနီအောင်လမ်းမထက်မှာတော့ဖြူဖြော့ပြီးအဝတ်စုပ်တွေပတ်ထားတဲ့လူရိတ်လူလူတရေလိတ်လူလူအရာများကတရွေ့ရွေ့နဲ့တိုးကပ်လာနေကြပါတယ်။တို့ရဲ့မျက်လုံးတွေမှာတော့မဲနဲ့ပြီးမှတွေးရည်ကြီးစီးကြထားတယ်လို့မျိုးဖြစ်ပြီးမျက်တွင်းတွေကဟောက်ပတ်ကြီးဖြစ်နေပါတယ်။အောင်လန်းစီကနေထွက်ရမဟာတာဂိဒရဟိဒိဗတ္တာဗရမေတုရာနက်လူဘလူးတရေတပတ်ငါသေးဖြူကိုကြော်နိုင်လင်ကြော်စမ်းဟိတရားကြီးကဲပေါင်းဟိုမှာကျွန်တော်မေရွာလန်းတိုင်းရှောက်သွားနေတယ်ဒါမှမဟုတ်သူကခေါင်းညက်နောက်ပြန်လဲကြည့်နေရဆရာကြီးကဲပါဦးလာမောင်ရဲ့အော်ဒန်ကြောင့်ဥကန်ကောင်းလဲကြည့်လိုက်ပါတော့တယ်လာမောင်ပြောတာမှအမှန်တကယ်မှန်နေလာပါတယ်အဝေးကနေလာမောင်ရဲ့အမေအိုကြီးဟာခေါင်းကိုမျက်နှာချင်းဆိုင်မဟုတ်ပဲကြောကုန်းဘက်ကိုနောက်ပြန်လဲလျက်ကြီးဖြစ်နေပါတယ်ခြေထောက်တွေကလည်းနောက်ပြန်ကြီးရှောင်နေပြီးမျက်လုံးအိမ်နှစ်ဖက်လုံးကတော့အပြင်ကိုပြူးထွက်နေပြီးတော့ပါဇက်ကနေတွေးပုတ်ရည်တွေတရွှဲရွှဲကျနေပါတော့တယ်ဒါလူမဟုတ်ဘူးကွာတွေးစုံမှမြုပ်ထားတဲ့တွေးအင်းကြောင့်ရွာတွေကလူတွေဖြစ်ကုန်တာခန္ဓာကိုယ်ကအောက်လန်းတက်တွေစီးဝင်နေပြီကျိုးစဲရုပ်တွေလိုဖြစ်နေပြီငါအချိန်ဆွဲလို့မရတော့ဘူးကွာဥကန်ကောင်းဟာလွယ်အိတ်ကိုလွယ်တောင်ဝဲကိုစုပ်ကန်ပြီးညောင်ထောက်ရွာရဲ့တောင်ဘက်တင်းချိုင်းမြေစီကိုပြေးထွက်လာခဲ့ပါတော့တယ်။အောက်လန်းဆရာရဲ့ထုံးစံအရတွေးဆုံးမရဲ့ဗราဏတွေးအင်းကိုအလောင်းဟောင်းတွေမြုပ်ထားတဲ့တကြိုမြေမှာပဲမြုပ်နှံလေးရှိပါတယ်။လမ်းတစ်လျှောက်မှာတော့မရဏအရေးတွေဟာဥကန်ကောင်းရဲ့အနောက်ကနေတရွတ်တိုက်လိုက်ပါလာပါတော့တယ်။အမောင်တူတဲကနေလဲလက်မဲကြီးတွေဥကန်ကောင်းရဲ့ခြေထောက်ကိုလမ်းဆွဲဖို့ကြိုးစားနေပါတော့တယ်တိမ်မင်းတမန်နေငါလမ်းကိုဖယ်စမ်းငါမှဘုရားကုံတော်ကိုပါအင်းဆောင်နာမည်ကြီးရှိတယ်ကွာဖယ်စမ်းတကြုံမြေကြီးတဲကိုခြေချလိုက်တာနဲ့မြေကြီးတွေဟာပွားရောင်းနေပြီးခြေလန်းတိုင်းမှာလဲတွေးဆူဆူမြေကြီးတွေတဲ့နှိမ့်ဝင်သွားတယ်လို့ခံစားနေရပါတယ်တင်ချိုင်ကုန်းရဲ့အလဲညောင်မင်းအိုကြီးရဲ့အောက်မှာတော့အဖြူရောင်အဝတ်ဝတ်ထားတဲ့ဖိုးတူတော်ကြီးတယောက်ဟာကြောပေးပြီးတော့ထိုင်နေပါတယ်သူ့ရဲ့ဘေးမှာတော့မြေကြီးကိုတူးဆွထားတဲ့ကျင်းနဲ့ကြီးတစ်ခုရှိနေပါတော့တယ်မမရဲ့တစ္ဆာတယ်ဖိုးတူတော်ကြီးမင်းဟာတာရဏဝန်ထမ်းအယောင်ဆောင်ပြီးမှအောက်လန်းပညာတွေနဲ့ဒီရွာကိုဖျက်ဆီးဖို့ကြံနေတာကိုကန်ခေါင်းမင်းတော်ရဲတင်းတာပဲကွာဒါပေမဲ့မင်းရဲ့ထက်လန်းပညာတွေကငါတို့ရဲ့တွေးရင်တော့ဖြက်စည်းဖို့မစွမ်းပါဘူးကွာကြည်စမ်းမအောင်မင်းရဲ့ချေရင်ကိုဦးကန်ကောင်းရဲ့ခြေထောက်နှစ်ဖက်လုံးကိုမြေအောက်ကနေထွက်လာတဲ့တွေးတန်ရဲ့လက်ကောက်ဝတ်တွေနဲ့အတင်းဆွဲညစ်ပြီးတော့မြေကြီးတွေတို့ဆွဲတွင်းနေပါတော့တယ်ဦးကန်ကောင်းရဲ့ခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနဲ့မြေကြီးတွေကိုနှိမ့်ဝင်သွားမယ့်အခြေအနေဖြစ်နေပါတယ်။ဖိုးတူတော်ကြီးကတော့လက်ထဲဟာဓမြောင်တစ်ချောင်းကိုကန်ပြီးဥကန်ကောင်းစီကိုရွေ့ဆောင်းဆောင်းနဲ့လမ်းလျှောက်လာပါတော့တယ်။မင်းရဲ့နှလုံးသွေးကိုဒီတွေးအင်းထဲမှာထည့်ပြီးတော့ပူဇော်လိုက်ရင်ငါတို့ပညာလည်းတပြည်လုံးမှာအစွမ်းဆုံးဖြစ်သွားမှာတောကဘဂဝါအိဋ္ဌိပိယောအရဟံငါဤကိုတွင်ကတိလဓာတ်တမာရီဓာတ်အပြင်တို့လွင့်ပြန်စေတည်းဥကန်ကောင်းရဲ့ကိုကနေရုတ်တရက်ရွှေရောင်အလင်းတန်းနေဖြာထွက်သွားပြီးမှခြေထောက်ကိုဆွဲထားတဲ့တရေလက်တွေဟာလည်းပြအဖြစ်ချက်ချင်းအတိပြောင်းလဲပျောက်ကွယ်ကုန်ပါတော့တယ်ဥကန်ကောင်းဟာလည်းမြေကြီးတွေကနေယုံထွက်လာပြီးမှတူရဲ့လက်ထဲကအင်းတစ်တာကိုဖွင့်လိုက်ပြီးအဲ့ဒီတဲကနေကြီးနီနဲ့ပြုတ်လုထားတဲ့ဈေးတစ်မြောင်လေးကိုထုတ်ယူလိုက်ပါတော့တယ်ဖိုးတူတော်ကြီးမင်းရဲ့မင်းစီကတွေးဆုံးကိုမင်းကယ်ခြင်းရင်အခုချက်ချင်းတွေးရင်ကိုဖော်စမ်းရဲ့မဖြစ်နိုင်ဘူးငါကမင်းထက်ပညာတာတယ်ကံကောင်းရဲ့ဖိုးတူတော်ကြီးကသူ့ရဲ့တွေးတွေနဲ့အောက်လန်းမှန်တန်ကိုရွတ်လိုက်ပါတော့တယ်မြေကြီးတွေကနေတွေးရည်ကြီးတွေအန်ထွက်လာပြီးအမြုပ်တစီစီနဲ့ဥကန်ကောင်းစီတို့
လိမ့်စင်းလာပါတော့တယ်အဲ့ဒီတွေးတွေနဲ့ထိမိလိုက်တဲ့တစ်ပင်တွေကလည်းချက်ချင်းညှိုးချောက်ပြီးတီဆုံးကုန်ပါတော့တယ်တကယ်ကိုကြောက်စရာကောင်းတဲ့တွေးအစိတ်ဓာတ်တစ်မျိုးပါပဲကောင်းပြီအမင်းကငါရဲ့ဒေါသကိုစွန့်နေတာပဲအုံဖေရဆွမ်းရင်တရားဆွမ်းရင်တန်ခါဆွမ်းရင်အုံဒီစေးတဲ့မြောင်နဲ့တွေးအင်းကိုတကြိုးစေးဥကန်ကောင်းရဲ့စေးတဲ့မြောင်ကိုမြေကြီးထဲကိုစိုက်ချလိုက်တာနဲ့တင်းချိုင်းမြေတစ်ခုလုံးမြေငနေလောက်တလို့တုံခါသွားပြီးတွေးချင်းတဲရနေမဲနဲ့နေတဲ့မိခိုးလုံးကြီးတွေအရှိန်အဟုန်နဲ့ပေါက်ကွဲထွက်လာပါတော့တယ်ဘိုးလူတော်ကြီးမှလည်းတွေးအံပြီးတော့နောက်တော့လွင့်စင်သွားပါတော့တယ်ဒူဤခန္ဓာကိုယ်ကလည်းတဖြည်းဖြည်းနဲ့အယိုးစု၆ကြီးအဖြစ်မျက်စိရှိမှတင်ပြောင်းလဲသွားပါတော့တယ်တွေးရင်ပျက်စီးသွားတာနဲ့အမျှရွာတွေကလူတွေကလည်းတတိပြန်လဲလာပြီးတွေးအံနာတွေလည်းရက်တန့်သွားပါတော့တယ်ညောင်ထောင်ရွာကြီးဘေးရန်နေရနဲ့လွတ်မြောက်ခဲ့ပြီပေါ့ဗျာဒါပေမဲ့ဥကန်ကောင်းမှာတော့စိတ်မအေးနိုင်သေးပြီဒူတွေးချင်းပြက်ကြီးကိုကြည့်လိုက်တဲ့အခါမှာတော့ကျင်းထဲမှာတွေးဆုံးမမြကြီးရဲ့အဝတ်စုပ်လေးတစ်ခုနဲ့အတူစာတစ်စောင်ကိုပါတွေးလိုက်ရပါတော့တယ်စာထဲမှာရေးထားတာကတော့ကံကောင်းမင်းငါတပည့်တွေကိုနိုင်ပေမဲ့ငါရဲ့ဆရာတခင်ဆရာနတ်ကိုတော့မင်းဘယ်တော့မှနိုင်မှာမဟုတ်ဘူးအတူကအခုမင်းရဲ့ဇာတိရွာကိုတွားပြီးတော့ဖျက်ဆီးနေပြီဆရာနတ်မင်းငါနောက်ွယ်ရနေကစားနေတာဟိုဦးကံကောင်းရဲ့ဇာတိရွာကဘလို့ကြောက်စရာကောင်းတဲ့အန္တရာယ်တွေစောင့်ကြိုနေမလဲတွေးဆုံးမတဲ့အစပေါင်းများစွာပညာသားလွန်နဲ့အောက်လန်းဆရာကြီးဆရာနဲ့ရဲ့အစွမ်းငါဟောဘလောက်ထိထိတ်လန့်စရာကောင်းမလဲဦးကံကောင်းတယောက်သူ့ရဲ့မိသားစုနဲ့ဇာတိမြေကိုရောအချိန်မီကယ်တင်နိုင်ပါမလားအထက်လန်းဆရာကြီးဦးကံကောင်းနဲ့ညောင်ထောင်ရွာကတွေးဆုံးမရဲ့နောက်ဆုံးစက်တိမ်ပိုင်းဖြစ်တဲ့အပိုင်းတုံးမှာတော့ဘုံမိုပြင်းထန်တဲ့စုံးကဝေတိုက်ပွဲတွေကိုဆက်လက်စောင့်မျှော်နားဆင်ပေးကြပါအောင်ခင်ဗျာဦးကံကောင်းတယောက်စာအုပ်ဖတ်ပြီးတာနဲ့ရင်ဘတ်ထဲမှာမီးတောင်တစ်ခုလိုပေါက်ကွဲထွက်သွားတဲ့ခံစားရက်ကြီးကိုရရှိလိုက်ပါတော့တယ်ညောင်ထောင်ရွာထဲဘုံမိုဆိုးရွာတဲ့ဘေးဆိုးတွေဟာသူ့ရဲ့ဇာတိမြေဇရက်ကုန်းရွာမှာစောင့်ကြိုနေပြီမဟုတ်လားဦးကံကောင်းဟာတပိတ်ပိတ်တောင့်နေတဲ့စေးတမြောင်ကိုလွယ်အိတ်ထဲထည့်ပြီးမှတောင်မွေးကိုတင်းတင်းဆုပ်ကင်ပြီးညတွင်ချင်းပဲဇရက်ကုန်းရွာစီတို့ပြေးလေးလာခဲ့ပါတော့တယ်ရွာဝကိုရောက်တဲ့အချိန်မှာတော့လေထုထဲမှာတွေးညီညံ့တယ်မကပဲလူတေကောင်မီးရှို့ထားပြီးအသားကျွန်းညော်နှံ့နေပါပြန်လွင့်လို့လာနေပါတယ်ရွာဦးကဘုံကြီးကျောင်းတရားတွေဟာလေဝုံကနေပိတ်လိုက်ဖွင့်လိုက်ဖြစ်နေပါတော့တယ်ရွာလေလမ်းမထက်မှာတော့တရွာလုံးကအိမ်ကြီးရဲ့မိခွက်တွေဟာလေတပြိုင်နက်တည်းငြိမ်းသွားပါတော့တယ်မောင်လာမငါနဲ့တူဇက်ကုန်းရောက်လိုက်မလာနဲ့တော့ကွာရွာပြင်ကဘုရားပြတ်ထဲမှာတဲစီပြူဝိုင်းမယ်နေခဲ့လိုက်တော့ငါဒီညဆရာနန်းနဲ့အတေလဲတိုက်ရလိုက်မယ်ကွာဦးကံကောင်းဟာသူ့အိမ်ရှိရာဝကတ်မိုးအိမ်လေးစီတို့ပြေးဝင်လိုက်ပါတော့လေအိမ်တကားမကြီးကိုတွန်းဖွင့်လိုက်တဲ့အချိန်မှာတော့သူ့မျက်စိချေရမြင်ကွင်းကြောင့်တွေးပြန်မတတ်ဖြစ်သွားပါတော့တယ်အိမ်လဲမှာသူ့ရဲ့ဇနီးနဲ့တမီးဖြစ်သူဟာကျမ်းပြင်ပေါ်မှာလေးဘက်ထောက်လျက်အနေထားနဲ့တွေ့လိုက်ရပါတော့တယ်သူတို့ရဲ့မျက်နှာတွေမှာလည်းအသားတွေပဲ့ကြွေကျနေပြီးမျက်လုံးတွေကတော့တွေးရည်အနီရောင်လေးပြည့်နဲ့လို့နေပါတော့တယ်သူတို့နှစ်ယောက်လုံးရဲ့လက်ထဲမှာလည်းမီးခိုးတလူလူထွက်နေတယ်
လူရိုးခေါင်းခွန်ကြီးတွေကိုကင်ပြီးတော့ဦးကန်ကောင်းကိုကြည်ကတွားအဆွေများပေါ်အောင်အထိပြုံးပြနေကြပါတယ်ဆရာနဲ့မင်းကငါမိသားစုတော့အလွတ်မပေးဘူးလားရုံမာလိုက်တဲ့ဆရာနဲ့ကံကောင်းမင်းကထက်လန်းဆရာကြီးဆိုပြီးမှငါရဲ့တပြေးမမြယူတကြိုမြင်မှာပဲတတ်ခဲ့လေကွာခုမင်းရဲ့ဇနီးနဲ့တမီးရလဲငါရဲ့တွေးကလက်အင်းအောင်မှရောက်နေပြီငါလက်ဖြောက်တစ်ချက်တီးလိုက်တာနဲ့သူတို့နှစ်ယောက်လုံးကိုရင်ဘက်ကိုပြန်ဆွဲဖြဲပြီးမှတေကြလိမ့်မယ်ဆရာနဲ့ရဲ့ကိုယ်ပေါ်မှာတွေးအောင်လွမ်းထားတဲ့အဝိရောင်နဲ့ကြီးကိုဝတ်ထားပြီးတော့လဲပင်မှာလဲမွေပွေးအတေတကောင်ကိုပတ်ထားပါတယ်သူရဲ့လက်ထဲမှာတော့တွေးတွေဆူရွှဲနေတဲ့အောက်လန်းစာအုပ်တအုပ်ရှိနေပါတယ်မင်းဘာလိုချင်တာလဲဆရာနဲ့ငါအသက်ကိုယူမလားငါပညာကိုဖျက်ဆီးမလားငါမိသားစုကိုလွတ်ပေးကွာရိုးရှင်းပါလေကံကောင်းရာမင်းရဲ့အထက်လန်းအင်းတက်တာနဲ့စေးတဲ့မြောင်ကိုငါရှိမှာပဲမိရှုဖျက်ဆီးလိုက်ပြီးရင်ငါရဲ့အောက်လန်းပညာကိုဒူးထောက်ကူးွယ်မယ်ဆိုတဲ့အကြောင်းကိုတစ္ဆာဆိုးဒါဆိုရင်တော့မင်းမိသားစုငါရဲ့တွေးကလပ်အင်းကနေလွတ်ပေးမယ်ဦးကန်ကောင်းဟာသူ့ရဲ့စေးတဲ့မြောင်နဲ့အင်းတက်တာကိုကြည်လိုက်ပါတော့တယ်ဒါဟာတာရဏကိုစောင့်ရှောက်တဲ့တာရဏအမွေနှစ်တွေပါဒါတွေကိုဖျက်ဆီးလိုက်ရင်ဒီနဲ့တခွင်လုံးအောက်လန်းစီယာနဲ့ရဲ့လက်အောက်ထဲမှာတွေးပင်လေဝေးရတော့မယ်မလားဒါပေမဲ့မဖျက်ဆီးရင်လေသူ့ရဲ့တွေးတားတွေတည်ဆုံးရတော့မယ်ဦးကန်ကောင်းမျက်လုံးကိုမိတ်လိုက်တယ်တစ္ဆာအတိတ်တန်တစ်ခုကိုစိတ်ထဲကနေနှလုံးသွင်းလိုက်ပါတော့တယ်သူ့ရဲ့ညာဘက်လက်ညှိုးကိုတွားနဲ့ကိုက်ဖြဲလိုက်တယ်ငါဒီတာရဏတော်နဲ့တစ္ဆာတရားကိုအသက်ဆွန့်၍စောင့်ရှောက်အောင်လန်းစီယာနေထွက်ရာမဟာတာဂိငါရဲ့တွေးတစ္ဆာအင်းတိုက်ဆန်းဟဲ့ဦးကန်ကောင်းဟာဇေယျနဲ့မရိပ်မိခင်မှာပဲကျမ်းပြင်ပေါ်မှာသူ့ရဲ့တွေးအင်းခွက်ကိုစေးတမြောင်နဲ့ထိုးဆိုင်ရှာလိုက်ပါတော့တယ်အဲ့ဒီအချိန်မှာပဲအိမ်ထဲကိုရွှေဝါရောင်အလင်းတန်းကြီးလေးဖက်လင်းလံကနေဖြာဆင်းလာပါတော့တယ်ဇေယျနဲ့ကိုလည်းပတ်လေပိတ်ဆို့ဖမ်းဆီးလိုက်ပါတော့တယ်မင်းကိုတွေးကိုအတုံးချိုင်မှာတစ္ဆာရင်တိုက်တာလားယူကောင်မင်းမိသားစုတရားလိုက်မယ်ကွာဆရာနဲ့ရဲ့လက်ဖြောက်တီးလိုက်တာနဲ့ဦးကန်ကောင်းရဲ့ဇနီးနဲ့တမီးဟာဓားတွေကိုကင်ပြီးကိုယ့်ရင်ဘတ်ကိုထိုးဆိုင်ဖို့လောက်ကြပါတော့တယ်ဒါပေမဲ့ထူးဆန်းစွာပဲသူတို့ရဲ့လက်တွေဟာလေထဲမှာတောင့်တင်းပြီးရက်တန့်နေခဲ့ပါတော့တယ်ဘာဖြစ်လို့လဲဆိုတော့ဦးကန်ကောင်းဆွဲလိုက်တဲ့အင်းကွက်တွေဟာဇေယျနဲ့ရဲ့တွေးကလပ်အင်းရဲ့ဓာတ်စည်းဝင်မှုကိုရွှေရောင်အလင်းတန်းတွေနဲ့ဖျက်တောက်လိုက်လို့ပဲဖြစ်ပါတယ်ဇေယျနဲ့အောက်လန်းပညာဆိုတာကတစ္ဆာတရားရဲ့ရှေ့ကအရေးတစ်ခုလိုပဲအမြဲပျက်စီးရစမြဲပဲကွာသိစမ်းအဓမ္မဓမ္မဇေးတမြောင်ဟာဆရာနဲ့ရဲ့ရင်ဘတ်တဲ့ကိုစိုက်ဝင်သွားပါတော့တယ်ဆရာနဲ့ရဲ့ကိုယ်ထဲကနေတွေးအမဲရောင်တွေပန်းထွက်လာပြီးသူ့ရဲ့အသားတွေဟာလည်းတဖြည်းဖြည်းဖျောင်းတိုင်လိုအရေးပျော်ကျသွားပါတော့တယ်သူ့ရဲ့လေပင်ကမွေဝေးကြီးကလည်းမြေကြီးပေါ်မှာပြာအဖြစ်ပြောင်းလဲသွားပါတော့တယ်ဆရာနဲ့ရဲ့အော်ဟစ်တန်အားဇရက်ကုန်းတရွာလုံးကိုတုံခါတွားစီပြီးနောက်ဆုံးမှာတော့အရာအားလုံးတိတ်ဆိတ်သွားခဲ့ပါတော့တယ်မအောင်အပါဝင်ညောင်ထောင်ရွာသားတွေရောဇရက်ကုန်းရွာသားတွေရောဦးကန်ကောင်းရဲ့မိသားစုပါအမောင်ပယောဂကကင်းစင်ပြီးပုံမှန်အတိုင်းပြန်လည်နိုးထလာကြပါတော့တယ်ဦးကန်ကောင်းဟာသူ့ရဲ့ဇနီးတမီးတို့ကိုတင်းတင်းကြပ်ကြပ်ဖတ်ထားရင်မျက်ရည်များစီးကျလာပါတော့တယ်အမောင်တို့ကိုအလင်းနဲ့အောင်နိုင်ခဲ့ပါပြီ
ဒါပေမဲ့ဦးကံကောင်းဟာတေဆုံးသွားတဲ့ဆရာနဲ့ရဲ့ပြပုံကိုကြည့်ရင်ရင်လေးနေစေပါပဲအောက်လန်းပညာတွေးဆုံးမှတွေပျောက်ကွယ်သွားပြီဆိုပေမဲ့လေလူတွေရဲ့လောဘဒေါသမောဟတွေကတော့ရှိနေတ၍ပရလောကရဲ့အရေးဆိုးတွေဟာတနေ့နေ့မှာတဖန်ပြန်လဲနှိုးထလာအောင်မှာပဲမဟုတ်လားနားဆင်အားပေးကြတော့ပရိသတ်များအားလုံးကိုအထူးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ထိတ်လန့်ချောက်ရှားစရာကောင်းတဲ့ပရလောကဇလန်းတွေကိုနားဆင်ကြနေဆိုရင်တော့ကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့ခင်ဗျာအားလုံးပဲတာယာချမ်းမြေ့ကြပါစေကျွန်တော်ကတော့ပုံမှန်စီစဉ်တင်ဆက်သူ C2 ဟိမန်ဖြစ်ပါတယ်